မင်္ဂလာပါရှင်ချက်ကရာပိတ်နေရပေါ့မှာ block ချက်ကရာဆိုတာကလူရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အစွမ်းအင်စီးဆင်းမှုမညီညာတော့တဲ့အခါမှာဖြစ်ပါတယ်ဒီ spiritual ဝိညာဉ်ရေးရာအယူအဆတွေမှာလည်းပေါ့ပြောကြတယ်ဒီချက်ကရာတစ်ခုချင်းစီပိတ်နေတဲ့အခါမှာဘာဖြစ်တယ်လဲဆိုတော့စိတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာအပြုအမူတွေနဲ့ပတ်သက်တဲ့လက္ခဏာတွေတွေ့ရတယ်လို့ပြောကြတယ်အဲ့တော့ဒီ root chakra တွေပိတ်တဲ့အခါကျဘယ်လိုလက္ခဏာတွေပေါ်တတ်လဲဆိုတာကိုပြပြမှာဖြစ်ပါတယ်အမြဲစိုးရိမ်ပူပန်မှုတွေဖြစ်နေတယ်ကိုယ်စိတ်ကမလုံခြုံဘူးလို့ခံစားရတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပန်နေရတယ်ပြီးရင်ဘဝမှာတည်ငြိမ်မှုမရှိဘူးခန္ဓာကိုယ်ပိုင်းဆိုရင်လည်းခါနာတာတို့ခြေထောက်နာတာတို့ဖြစ်တတ်ပါရဲ့ရှင်ဒါတော့ root chakra ပိတ်ရင်ဖြစ်တတ်တဲ့သဘောလေးပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့ကတာယာသောနေ့လေးဖြစ်ပါစေရှင်